မှာဆိုရင်တော့အင်ဒိုနီးရှားဘာလီကျွန်းကိုရောက်နေပြီပေါ့နော်ကဘာပတ်လိလာပေါ့နော်မဆိုရင်ဒီကောင်မကြီးပေါ့နော်နီအကောင်မကြီးမကြိုက်ပါဘူးအပင်မုန်းပါတယ်ခုချိန်မှာတော့တေးရမယ်ဟိုတယ်ကိုရောက်လိုက်ပေါ့နော်ဒါကတော့5 star hotel ပေါ့6 star hotel ပေါ့နော်ဒါကတော့ reception မှာဟိုတယ်ကတော့ပုံမှာပေါ့နော်ပြီးအခန်းလေးလေးပြပြမေးကဲဒါကတော့ခုနတည်းရဲ့ကောင်မကြီးပုံနေပေါ့နော်ဒီဒါလေးကျတော့ဟိုတယ်မန်နေဂျာယူငန်းပေါ့နော်ဒါသူရထားတဲ့ချင်းဆိုပေါ့နော်အော်စကာဆုကြီးပေါ့နော်ဒါကတော့မင်းသားလေးပေါ့နော်ဒီကသူလေးကတော့အသက်ပါနော်သူလေးရောအသက်ပါဒီဒါကတော့ယူငန်းကြီးပေါ့နော်ဒါကြီးကတော့ဟိုကြီးပေါ့နော်အပေါ်တက်ကိုလိုက်ကြပါမယ်ဒီဒါကြီးကတော့ဟိုတယ်ကိုရောက်ရှိလို့လာပါပြီဒါအပေါ်တက်ပေါ့နော်ဒီအောက်ကဆင်းဝင်လာအောက်တက်ပေါ့နော်တယ်လီကာလေးရှိပါတယ်တယ်လီကာဟိုဘက်မှာပေါ့နော်မတက်တော့ပါဘူးကဲအရင်ဆုံး CD ထုတ်တဲ့နေရာကိုသွားမယ်ပေါ့နော်အားနဲ့ကျမတော့ပြီးရှိတယ် CD ထုတ်တယ်ပေါ့နော်အဲဆိုဟိုဘက်မှာဆိုလို့ဟိုဘက်ကိုသွားပါအရင်ဆုံးကျမရင်ထုတ်ရတာပေါ့နော်အားနဲ့နေချက်ကလေးတက်လိုက်ပါတယ်ပြီးရင်စိတ်ချင်းဆိုတာလေးပြမယ်နော်